ရှင်းသလားဥပိ္ပစေတကကနဲ့သက်တမ်းစေအောင်မနေရတဲ့သီလကုံနဲ့မပြည့်စုံတဲ့ကောင်းတွေမှအကုန်ကိုးကွယ်ထားတာအယက်သမားမှာသေးတယ်ကိုကြီးကျော်နော်အာချမ်းရှာချမ်းနဲ့အမေချမ်းဟမ်သူတို့ဟာကောင်းတာတခုမှလည်းမသိဘူးစံတင်စရာကိုတခုမှမပါဘူးသူတို့39မင်းအဲ့နတ်ကြောကသူစီးပွားရေးဈေးကွက်အဆင်ပြေအောင်လို့ဟောတာကျမ်းမာရေးမကောင်းဘူးဟာဘယ်ကောင်းမှာတော့ရိုးရာမေ့နေတာသူကလို့တော့အဲ့ဒါဒီအိမ်ကိုကြီးကျော်ဆိုင်ထားရင်ဘဘအိမ်ကြမနဲ့လေးဆိုင်ရမယ်သူကဒါလေးတွေအကွက်ချထားတာရှင်းသလားအိမ်တွင်းမတင်လို့သူတင်တော့ပျောက်သလားဆိုတော့စိတ်ကမ်းပြေးရတာပဲရှင်းသလားကိုကျော်ကိုကျေပွဲစီးပွားရေးရှာနဖူးအချိုးချိန်မှကြောင်ရှာမောပန်းပြီးလှုပ်လာပြီးတော့မှစီးပွားဖြစ်လာတာတခြားမဟုတ်ဘူးဒါအဖေကြီးမှတာဟုတ်လားအိမ်တွင်းချုံမအမဲပြောတော့အိမ်တွင်းချိန်မှလုံနေတဲ့ညနေဆောင်ရင်သူတို့သွားကပေးနော်သူချုံမလုံတယ်လည်းပြောသေးကိုကကြီးသွားချုံပေးနေရရှင်းသလား